အားလုံးပဲမင်္ဂလာပါရှင် TAT Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုတစ်ခါမျှဝေပေးမယ့်အကြောင်းအရာကတော့အသက်ကျန်းမာရေးကောင်းဖို့အတွက်လိုက်နာရမယ့်အခြေခံအချက်ကလေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အသက်ဟာခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အစိတ်ပိုင်းဖြစ်ပြီးတော့အစိတ်တောက်ကိုဖယ်ရှားပေးတာဇီဝကမ္မဖြစ်စဉ်တွေကိုထိန်းညှိပေးတာအာဟာရဓာတ်တွေတူလောင်ပေးတာစတဲ့လုပ်ငန်းဆောင်တာတွေအပြင်တခြားသောလုပ်ငန်းဆောင်တာများစွာကိုလည်းလှုပ်ဆောင်ပေးပါတယ်ဒီနေရာမှာအသက်ကျန်းမာရေးကောင်းမှုအတွက်လိုက်နာရမယ့်အချက်တွေကတော့နံပါတ်1ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသုံးရပါမယ်ဗီတာမင်နဲ့သတ္ထုဓာတ်တွေအမြင့်ဓာတ်တွေကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ဟင်းသီးဟင်းရွက်တွေဂျုံကျန်းပေါင်မုန့်ပိတ်အမျိုးမျိုးစတာတွေနောက်တစ်ခုကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေဖြစ်တဲ့တန်လွင်စီထောပတ်သီးငါးကြီးစီအဆီပါတဲ့ငါးစတဲ့အစားအစာတွေနဲ့ပရိုတင်းဓာတ်တွေကြွယ်ဝတဲ့ငါးကြက်သားပဲအမျိုးမျိုးစတဲ့အစားအသောက်တွေကိုစားသုံးပေးသင့်ပါတယ်နံပါတ်2ကတော့အဆီနဲ့အချိုများတဲ့အစားအစာတွေရှောင်ရပါမယ်အဆီများတဲ့အစားအစာတွေဖြစ်တဲ့ချက်စီပြန်ကြော်ထားတဲ့စီကြော်စားတွေနောက်တစ်ခုကတော့အဆီများတဲ့အသားတွေကိုရှောင်ရမယ်အချိုများတဲ့အစားအစာတွေဖြစ်တဲ့ကြားလုံးတွေကိတ်မုန့်တွေနောက်တစ်ခုကတော့ရောင်စုံအချိုရည်တွေဈေးကွက်ထဲက ready made အချိုရည်တွေဒါတွေကိုရှောင်ကျဉ်ရပါမယ်နံပါတ်3ကတော့အရက်နဲ့ဆက်လက်ရှောင်ရပါမယ်အရက်ကအသေးကိုပျက်စီးစေနိုင်တဲ့အတွက်ကြောင့်အရက်တောက်သုံးမှုကိုလျှော့ချရမယ်။စစ်လစ်ကတော့အသေးကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ဖြစ်နိုင်ရင်တော့အရက်တောက်တာနဲ့စစ်လစ်တောက်တာကိုဖြတ်သင့်ပါတယ်။ဒါမှမဟုတ်မဖြတ်နိုင်ဘူးဆိုရင်လည်းလျှော့တောက်သင့်ပါတယ်။နံပါတ်4ကတော့အေးရေးဝအောင်အိပ်ရပါမယ်။အေးရေးဝအောင်အိပ်တာဟာအသက်ကျန်းမာရေးအတွက်အလွန်အရေးကြီးပါတယ်။အေးရေးမဝခြင်းဟာအသက်ကိုထိခိုက်စေနိုင်ပြီးတော့အသက်ရောဂါတွေဖြစ်ပွားနိုင်ခြင်းကိုမြင့်တက်စေနိုင်ပါတယ်။နံပါတ်5ကတော့ရေများများတောက်ပါရေဟာအသက်မှာရှိတဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးရမှာအထောက်အကူပြုပါတယ်တနေ့ကိုရေ8ခွက်ကနေရေ10ခွက်ကတောက်သုံးသင့်ပါတယ်နံပါတ်6ကတော့ကိုယ်4ချိန်ထိန်းသိမ်းရပါမယ်အဝလွန်ခြင်းဟာအသက်စီပုံယောဂကိုဖြစ်နိုင်ပါတယ်ကိုယ်4ချိန်ကိုထိန်းသိမ်းရပါမယ်နောက်တစ်ခုကတော့နံပါတ်9ကတော့ပုံမှန်လေးချိန်ခန်းလုပ်ပါပုံမှန်လေးချိန်ခန်းလုပ်ခြင်းဟာအသက်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်တစ်ပတ်ကို9ရက်တရက်လျင်မိနစ်30ခန့်လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။နံပါတ်10ကတော့ဆေးဝါးတွေကိုတတိထားတောက်သုံးရပါမယ်။ချို့သောဆေးဝါးများဟာအသက်ကိုထိခိုက်စေနိုင်ပါတယ်။ဆရာဝန်ရဲ့ညွှန်ကြားချက်မှာပါပဲဆေးဝါးများကိုမတောက်သုံးပါနဲ့။ကိုကတကယ်လို့တိုင်းရင်းဆေးတွေတောက်နေတာဆိုရင်လည်းနှစ်ရှည်လာများဆွဲပြီးအလွန်အကျွံမတောက်ဖို့တတိထားရပါမယ်။နံပါတ်9ကတော့အသက်ရောင်အသက်ဝါယောဂကာကွယ်ဆေးတွေထိုးရပါမယ်။အသက်ရောင်အသက်ဝါယောဂ hepatitis A hepatitis B ကာကွယ်ဆေးတွေထိုးထားသင့်ပါတယ်။နံပါတ်10ကတော့စိတ်ဖိစီးမှုကိုလျှော့ချပါစိတ်ဖိစီးမှုဟာသင်အသက်ကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မို့လို့ယောဂကျင့်တာတရားထိုင်တာအနားယူတာဒါစတာတွေနဲ့စိတ်ဖိစီးမှုကိုလျှော့ချရပါမယ်။နံပါတ်17ကတော့အသက်ကိုထောက်ပံ့ပေးတဲ့တဘာဝအစားအစာတွေဖြစ်တဲ့တံမြာသီးကြက်သွန်ဖြူခြင်းနနွေမုံညင်းစတာတွေဟာအသက်ကိုထောက်ပံ့ပေးပါတယ်။နံပါတ်12ကတော့ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။အသက်ကျန်းမာရေးကိုစစ်ဆေးဖို့အတွက် ultrasound ရိုက်တာအသက်လှုပ်ဆောင်ချက်များကိုသွေးစစ်ကြည့်တာဒါတွေကိုလှုပ်ဆောင်သင့်ပါတယ်။နောက်ဆုံးအချက်အနေနဲ့အထူးသတိပေးချင်တာကတော့အသက်ကျန်းမာရေးကောင်းမှုအတွက်အစားအစာတတ်မှုအရေးကြီးပါတယ်။အပြင်စာတွေလမ်းဘေးစာတွေကိုရှောင်ကျဉ်သင့်ပါတယ်။ကိုယ်အိမ်မှာတန်တန်ရှင်းရှင်းပြင်ဆင်ချက်ပြုတ်စားတောက်သင့်ပါတယ်။တကယ်လို့စားမယ်ဆိုရင်လည်းတန်ရှင်းတဲ့ဆိုင်ကိုအထူးဦးစားပေးရွေးချယ်စားတောက်သင့်ပါတယ်။ယခုဖော်ပြခဲ့တာတွေကတော့အသက်ကျန်းမာရေးကောင်းမွန်ဖို့လိုက်နာရမယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။ဒီနည်းလမ်းတွေကိုလိုက်နာခြင်းဖြင့်သင်အသက်ကျန်းမာရေးကောင်းမွန်ပြီးစိတ်ချမ်းသာကိုယ်ကျန်းမာအသက်ရှည်ကြပါစေရှင်။